လမ်းဆက်လျှောက်သွားလို့ရတယ်ဒီဘက်မှာကျွန်တော်ဆိုင်ရနဲ့လာတဲ့လူတွေဆိုရင်ဒီမှာဆိုင်ကဟိုမှာထားလို့ရတယ်နော်ကျွန်တော်ဆိုင်ကဟိုမှာပဲကျွန်တော်ထားခဲ့တယ်ဒီဘက်မှာဘက်မှာဈေးတန်းရှိပါတယ်စနေနဲ့တနင်္ဂနွေညလို့ဆိုဈေးတန်းရှိပါတယ်ဒီမှာကျွန်တော်ပြပေးပါမယ်အဲ့ကျွန်တော်သင်ပြပေးမယ်နော်ဟိုအပေါ်ကြီးကြည့်တော့ကျွန်တော် Cosmo Bazaarဒီတိုင်းကျွန်တော်တို့ဆက်သွားရင် Cosmo Bazaar ရဲ့နံပါတ်2ထပ်ကိုကျွန်တော်တို့ရောက်ပါမယ်Cosmo Bazaar တဲ့ကိုကျွန်တော်တို့ရောက်ပါပြီဒီမှာပါလို့ရှိတယ်ဆိုတော့ကျွန်တော်လိုက်ပြီးပြပြီးနော်ကိုရောက်နေတော့နံပါတ်7နံပါတ်2ပေါ့နံပါတ်2အထက်မှာရောက်နေပါတယ်စားစရာလေးတွေAmazon ဆိုင်ကိုရှိပါတယ်ES ဆိုင်ပေါ့ဒီဘက်ကိုကျွန်တော်တို့ဆက်သွားမယ်ဆိုရင်အပေါ်မှာတစ်ထပ်ရှိသေးတယ်ကျွန်တော်အပေါ်မှာလိုက်ပြပေးမယ်လမ်းရှောက်ရင်းနဲ့ကြည့်ကြရတာပေါ့နော်ဒါမျက်မှောက်ဆန့်ပဲမှာပေါ်ထွက်ရှိတယ်နံပါတ်3အထပ်ဖြစ်ပါတယ်ဒီကိုရောက်ရင်ဒီဘက်မှာအားကစားရုံရှိတယ် Just အားကစားရုံဒီနေရာလဲကလေးကစားကြလို့ရှိတယ်နော်ကလေးငယ်ရှိတဲ့သူတွေဒီမှာကလေးလောက်ဒီဆော့လို့ရပါတယ်ကလေးဆော့ရင်းနဲ့ဒီမှာအစားအစာတွေကျွန်တော်တို့ဝယ်စားလို့ရတယ်
ရှိသေးတယ်ဒီဘက်မှာစကိတ်ကြတဲ့ကလေးတွေမှာဆော်လို့ရတယ်နော်ဒီမှာโอเคဆိုဘူးနော်ရှင်ရောရှိပါတယ်ဒီဘက်မှာလက်မှတ်လည်းကြည့်လို့ရပါတယ်နော်နံပါတ်3ထပ်ပါနော်ဒီမှာတော့ထပ်ကနေတော့တစ်ထပ်ကိုကျွန်တော်ဆင်းပါမယ်တက်ထမဆိုရင်ထပ်စားစားရအောင်လည်းနေရာဖြစ်ပါတယ်တောက်တွေစားလို့ရတဲ့နေရာသမင်းလေးပဲကြွေးကြိုလေးပါတယ်စားရင်တော့ဒီမှာလာစားပေါ့ခုဒီနေရာကတော့ Cosmo Bazaar ပဲဖြစ်ပါတယ်နော်တောင်းလို့ရှိတယ်ဒီရတီဝေါကိုလျန်
ဒီလိုမြင်ရပါတယ်ဒီမှာဟုတ်ကဲ့ပါစားစားရရောင်းတဲ့တန်းဖြစ်ပါတယ်။ဟောလေရောင်းလဲဆိုတော့ကျွန်တော်လိုက်ပြပြပါမယ်။ဒီရက်ဒီ20 3กล่อง50 บาทเลยนะคะ ဘာမှမရှိတော့ပါဘူးဒီဘက်ကအင်ဂျီရောင်းတဲ့တန်းပဲဖြစ်ပါလေနော် ดำน้ำเงิน อันนี้ครับมันเป็นรุ่นออเดเพย์မှာဆိုရင် Nike ရောင်းတဲ့ဆိုင်ကောင်းတွေမှာရှိရတယ် Cosmo Walker ဆိုတဲ့နေရာရောက်မှာဒီမှာတော့ဒီအပေါ်မှာကျွန်တော် Mr. ပြန်ရတယ်ပေါ့ဒီရင်ကျွန်တော်အင်ဂျီတွေပါတယ်ရောင်းတဲ့အတန်းကိုကျွန်တော်လက်ပို့ပေးတာပဲတနေ့ကနေနေ့ညတွေမှာဆိုကျွန်တော်ဈေးတန်းရှိပါတယ်နော်။လာဝင်ကြည့်ရပါတယ်ဒီမှာကောင်းပြီးတယ်။ဒီဘက်ဝင်ဟဲကိုဝင်တော့ဝယ်ချင်လည်းရတယ်။ဟုတ်ရင်ကျွန်တော်တို့ပြန်ဘက်ကိုပဲစိုက်တယ်ဆိုတဲ့လူတွေมือ2ပေါ့။ပြင်ဘက်မှာကျွန်တော်မျိုးဆောင်အခဲဖဲဆက်တော့အတိတ်ပေါ့
ของใหม่วะโอเคนี่ไงรองเท้ามือสองนี่เอาราคาเยอะเลยเนี่ยกระเป๋าสวยๆခုနကျွန်တော်ပြခဲ့တဲ့နေရာပါဒီညမှာကျွန်တော်တို့မြန်မာပြည်သားတွေလည်းများတော့ပဲမြန်မာစကားလေးပြောနေကြတော့ကျွန်တော်ကြားနေရတယ်မလောက်လေးဒီတာရှည်ပဲเนาะဒီနေ့ကျတော့ 7-Eleven ပါ7-Eleven ဒီကမှာရှိပါတယ်7နဲ့တပတ်တစ်ချက်မှဆိုရင်ဟိုဘက်မှာရှိတဲ့နေရာခဏနေဟိုဘက်ကိုလည်းကျွန်တော်လိုက်ပြပေးမယ်เนาะအခုကျွန်တော်ဒီဘက်အတန်းဆုံးအောင်အရင်လိုက်ပြပေးပါမယ်เนาะဒီထဲကတော့ကျွန်တော်ဝင်ပြီးမပြတော့ဘူးเนาะไว้เวลาเล่นโอเคဒီဆိုင်ကတော့ New Balance น
လည်းဆိုတော့ပဲแต่ว่าลิง သွားနေနော်ဒီဘက်ကိုကျွန်တော်တို့ပြန်ဝင်မယ်ဆိုရင် Cosmo Plaza လေးကိုပြန်ရောက်ပါမယ်